ဘာများလို့ညီပြရမလဲရှင်ဟုတ် ဟုတ်လားလေမလေးဟိုအဲ့ခိုင်စိတ်ရဲ့ဒီဒီဇိုင်းမရဲ့ဒီမှာပေါ့နော် မလေးဟုတ်မ ဒီဇိုင်းလေးတွေဆောက်ရှင်တော့အဲ့ခိုင်စိတ်ရဲ့ဒီဇိုင်းလေးတွေလှရဲဆိုတော့လေ ဟုတ်ကဲ့ အမအဲ့ဒါလေးအမရဲ့အိမ်ပေါ်နဲ့ဒီလိုဆင်းပြီးခိုင်းလာတာဟုတ်ကဲ့ဟိုလေးဒီမှာတော့ပေါ့နော် အေးတင်းနေကြ မတို့ကုမ္ပဏီအနေနဲ့စောက်တဲ့ဒီဇိုင်းလေးတွေတော့ရှိရမှာမကျင့်လေးရတယ်ပေါ့နော်ဒါပေမဲ့ အဲ့ဆိုဒီဘက်အားရလေ မမစောက်ချင်တဲ့ဒီဇိုင်းလေးများ အဲ့ ရှိ ဆို ရ နောက် ပေါ့နော် နောက်ဘက်တော့ လို့လေပြောပြလို့ရ ဟုတ်ကဲ့လား အေးဟောလား မလေး အဲ့နောက်မကြခေါ်လိုက်ပါနော် ရှင်ဟုတ် ပုံစံလှလှလေးဆွဲပေးဖို့ပေါ့နော်။ဟုတ်သူများပုံစံလေးကြည့်ရတယ်အဲ့ခိုင်စိတ်ရဖောက်ပြတာအရင်အဆင်ပြီးတော့လှတယ်လေ။ဟုတ်ကဲ့အမအဲ့ဒါလေးတစ်ချက်အမတို့ဒီဇိုင်းလေးများဒီကောင်းကောင်းလေးပေါ့လှလှလေးနဲ့ကောင်းကောင်းလေးနဲ့ဒီလိုမျိုးလေးလုပ်ပေးနိုင်မလား။ ဟုတ်မမဟိုကလေညီမအမဆွေးနွေးခြင်းလေဆိုတော့ပေါ့နော်ညီမဟိုတာဝန်ရှိနေလေဟိုထပ်တွေ့ပြီနော်မပြီးလို့ရှင်လေးဟိုညီမမကျင်တာကညီမလေး ရမှာ ဒီကအမအတွက်လေတောက်ဆရာလေးတစ်ခုခုယူပေးလို့ရလား တော့ဆရာ ဟုတ်မဟုတ်ကဲ့မမအဟွာလေးညီမတို့အရင်စောက်ခဲ့တဲ့ဒီဇိုင်းလေးတွေလည်းမမကိုပြပေးပါမယ်နော်မမဟုတ်မမစိတ်ကြိုက်ကြည့်လို့ရတယ်ဟုတ်ကဲ့ တော့အမရဲ့ဒီဇိုင်းလေးကိုသူများနဲ့မတူတဲ့ဒီဇိုင်းလေးပဲဖြစ်ချင်တယ်ပေါ့နော် ဟုတ်ကဲ့မမဟုတ်ကြည့်ပါရှင်ဟုတ်မမကြိုက်တဲ့ဟာလေးတွင် တောက်ဆရာလေးမှာ တော့ဆရာ ဘာပါလဲညီမလေး တော့ဆရာလေးမှာမဟုတ်လေတော့ဆရာဆို မင်္ဂလာပါရှင်အိတ်ဆိုင်ဆိုင်ရဆိုပါရှင်အခုဒီဘက်လေးကြပါ လာဟုတ်လာပါဟုတ်ဒီမှာလေကျွန်တော်တို့ဘုရားရှင်ကဖုန်းဆက်ပြီးခေါ်လာလို့လေကြီးတွေရောအိမ်ဆောက်ဖို့တွေရောအခုဟုတ်ကျွန်တော်တိုင်ဖို့ဆောက်ရပါတယ်ဒါတော့ကျွန်တော်အလုပ်ဆောက်ဖို့တို့ကျွန်တော်တော်ဝင်ယူပေးပါတယ်ဟုတ်ကဲ့ပါကိုမဟုတ်တော့ပါကိုမ ဒီအာစီအကြောင်းနဲ့ပတ်သက်ပြီးတော့အမတစ်ချက်ရှင်းပြပေးမယ်။အဲအာစီမှာဆိုလို့ရှိရင်မောင်လေးကဘယ်ဒီဇိုင်းကိုတိုင်လဲမောင်လေးတို့ဒီဘက်ကလိုချင်တဲ့ဒီဇိုင်းကိုအမတို့ကစိတ်တိုင်းကြဆောင်ရွက်ပေးတယ်။အဲစိတ်တိုင်းကြမှာမောင်လေးတို့မကြိုက်မချင်ပေါ့နော်စိတ်တိုင်းကြအောင်ဆောင်ရွက်ပေးတယ်။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့ဟာဘက်ကိုဒီမှာရှင်းပြပေးမယ်။အကိုအဲ့ဘက်ကဟိုတာဝန်ယူမှုတာဝန်ခံမှု ကိုလေးကကျွန်တော်စကားလေးတစ်ခေါက်လောက်ပြောလို့ရမှာမသိ အဲ့ဒါဟိုအကိုကအာစီလေးလာရင်အထက်မြစ်လေးရော မဟုတ်ရပါဘူးဗျာ အဲဟာလုံးချင်းလေးလေ မဆောင်နိုင်ပါဘူးမယာ အဲ့ဆိုအကိုက ဟိုကျွန်တော်ရုံးသွားဒီရေလမ်းကြောင်းအဆင်မပြေလို့ဆိုပြီးတော့ဖုန်းဆက်ခေါ်ထားတယ်ရှေ့ပိုက်တမှာပါခင်ဗျ ဟုတ်ကဲ့အဲ့ဒါဆိုရင်အပြင်ကိုထွက်ပါနော် ဟုတ် ဟောဟာလေးရတယ်တခါတယ်အလိုက်ကိုမသိဘူးတွေ့တဲ့မြက client ဆိုပြီးခေါ်တွင့်ရတာလေဒါလည်းဆိုတော့ရောက်ရှိပြီအလောက်ကရှော့ရတယ်ကြားတယ်နောက်ကလည်းရှိသေးတယ်မလားကားလမ်းကြောတွေရလေသိရမလားဟိုတက်ကြီးခေါ်ပြီးတော့ပြောဖို့ကြအောင်လဲအဲ့လောက်ဒီပြောရအစ်စ်လောက်ထားတဲ့တော့ဟုတ်ကဲ့ဘာလို့အခုဒီလိုမျိုးလဲဒီကူအဲ့ဒါမလို့လေညီမတို့ဘလို့မအောင်ပြောလို့မရ တချို့ကလေ ဟုတ်တယ် ပြောလို့ပြောမှန်း ပြောလို့ပြောမှန်းလည်းမသိဘူးမှန်တယ်ဟုတ်တယ်ကိုကကိုလုပ်တဲ့အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကိုကိုကကြည့်ရတယ်ဘေးနားမှာ client ရောက်နေတာလားကိုနဲ့ customer တွေရောက်နေတာအဲ့ဒါကိုကြည့်ပြီးတော့ကိုကဟိုပြောဆိုရမယ်အနေအထိုင်ရှင်းပြရမယ်ဟုတ်တယ်မလားအမပြောတမီးကိုပေးထားတယ်ကြာတူမဲ့တမီးကလည်းဟို
လူမှုစက်ဆိုင်ရေးမှာလည်းဒီအစီအပြေနေပြီဟုတ်တယ်မလားအဲ့တော့ဒီကအစီအပြေကိုသမီးလုံးဝပါလေဟုတ်လားသမီးကြည့်ဘူးအမကကြားနေကြတတ်တာလား ဟုတ်မှာ အမကတကူပြောတာကအလိုက်မသိဘူးဆိုတဲ့ဟာကိုပြောနေတာ အော်ဟုတ်အဲ့ဖြစ်တယ်ပါတယ်မိုင် ဟမ် ဖြစ်တယ်ပါတယ်ဟုတ်ဆိုအများကြီးထင်နေကြတယ်ရုံးနေငါလည်းရှိပါတယ်ဟုတ်တယ်ဟုတ်တယ် သူ့ကိုပြောလို့ပြောမှတော့သူမသိဘူးဘယ်လိုလဲနေကြကလည်းတတ်တာလေအဲကြောင့်မပတိုင်းလေးလို့ပြောတာတော်တော်သူစားလဲယူ ဟုတ်တယ် ဘလို့ပဲပြောကြိုက်တာပြင်လို့မရတာ မပြောရဲ Brian ဒီဆို အဲပတိုင်းလေးဆိုတာအစ်စ် အားရပြောကြရည်တော့ပြုံးနေကြတယ် ပတိုင်းလေးဆိုတာအစ်စ် တွေ့ပြီ အာမနာမလဲ သူပဲ ဒီမှာလေအာလုံးစင်းရင်ရောက်နေပြီလေဟာပညာလေး အေးဘလို့ပြောရအောင်ကိုတက်ဖိုင်နေလာပေးပါအောင် ဟောဟုတ်မှ မိုင်ဟိုနေမနက်ကလိုက်ကတော့မရဘူး ပြောနေတော့ပါဦးဘလို့ပြောရအောင်မရအောင်ဟာတဲ့ရှေ့တင်ပြောလဲမရတေးလေးကိုတေးထထပြောလဲမရနဲ့ဘလို့ပဲပြောလို့အဲ့ဒီကကိုပြောနေတာ ဟုတ်တယ်မိုက်ရုံးမှာလိုက်ကန်းဆုံးသိတဲ့လူတွေများကြီးပဲမိုက် ပြောတဲ့သူကပါတယ် နာမည်ပြောင်းရပါတယ် Brian ဒီ ကျောင်းကလိုက်ကန်းဆုံးသိတဲ့လူတွေများကြီးပဲ သူစားလဲယူအဲ့မှာ ရုံးမှာလိုက်ကန်းဆုံးသိတဲ့လူတွေများကြီးပဲဘယ်ဖုန်းလဲမသိဘူးဟယ်လို ဟယ်လို ဟယ်လိုဟုတ်ကဲ့ဆရာမင်္ဂလာပါဗျဆရာဟုတ် အေးကိုတက်ပါတော့နေ ဟောဆရာကျွန်တော်ရုံးထဲမှာဟိုကျွန်တော်ဒိုရင်ကိစ္စလေးဖြတ်နေရပါဆရာဟုတ် ကိုတက် ဟာမင်းလည်းကွာဆရာနဲ့ဖုန်းပြောနေပါစို့အလိုက်ကန်းစိုးကိုမသိဘူး ကိုတက် အာနေစမ်းလို့ဒီမှာဆရာနဲ့ဖုန်းပြောနေတာလိုက်ကန်းစိုးကမသိဘူး ဟဲ့အောင်ကိုတက် ဗျာဆရာဟုတ်ဟုတ်ဆရာဟုတ်